အားလုံးပဲမင်္ဂလာပါ KK Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မီလာရဲ့ဒုတိယအကြိမ်ပေးတဲ့မိုက်တဲ့ရဲ့ point တွေကိုဝင်မှာပဲဖြစ်ပါတယ်ကားမဆန် KK ရဲ့ channel လေးနဲ့မိတ်ဆက်ပေးပါစီ KK ရဲ့ channel လေးမှာဆိုရင်ဖြင့်လူတိုင်းလေ့လာနေကြတဲ့ AI အကြောင်းပြီးလို့ရှိရင်ဖုန်းနဲ့ဗီဒီယို edit လုပ်လို့ရတဲ့ application တွေအကြောင်းနဲ့အခုလိုမျိုးအကျိုးရှိတဲ့ application တွေအကြောင်းပြီးလို့ရှိရင် YouTube အသုံးပြုပုံလေးတွေကို share လုပ်ပေးနေပါတယ်KK ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ရှင်ပထမဆုံးအနေနဲ့ 95TV daily package ကိုဝယ်ပါမယ်ဝယ်ဖို့အတွက်ကို959ဆိုတဲ့ဟာလေးကိုမှတ်ထားပါstar 959ဒီလေးဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နံပါတ်1ကိုထည့်လိုက်ပါမယ်ထည့်ပြီးတော့ဆက်လုပ်လိုက်ပါမယ် confirm 1ကိုထည့်ပြီးတော့ဆက်လုပ်လိုက်ပါဒါဆိုရင်တော့ဒီဘက်မှာအထက်အောက်လေးကိုဆွဲလိုက်ပါကလင်းလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ 95TV ရဲ့ daily package ကိုဝယ်ပြီးသွားပြီပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ lucky call daily package ကိုဝင်မှာဖြစ်ပါတယ် star 930ဒီလီကိုဝင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်1ကိုထည့်လိုက်ပါဆက်လုံးလိုက်ပါ1ကိုထည့်လိုက်ပြီးတော့ဆက်လုံးလိုက်ပါဒါဆိုရင်တော့ခွဲပြီးတော့ပါပြီပြီးတော့ green လေးကိုနှိပ်လိုက်ပါအခု point တွေကိုဝယ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ unsubscribe ပြန်လုပ်ပါမယ်ပထမတစ်ခုကို unsubscribe ပြန်လုပ်ပါမယ် star ကိုဟာ4လေးကိုထည့်လိုက်ပါ1ထည့်ပြီးတော့ဆက်လုပ်လိုက်ပါဒါဆိုရင်တော့ unsubscribe လုပ်ပြီးသွားပါပြီနောက်တစ်ခုဖြစ်တဲ့ lucky call ကို unsubscribe ပြန်လုပ်ပါမယ်နံပါတ်3ကိုထည့်လိုက်ပါ1လေးကိုထည့်လိုက်ပါဆက်ထည့်လိုက်ပါဒါဆိုရင်တော့ဒီတစ်ခုကိုလည်း unsubscribe လုပ်ပြီးသွားပြီပဲဖြစ်ပါတယ်ဒါကတော့မီလာဒုတိယပိုင်းရဲ့ ID point ကိုဝင်လိုက်တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်